TikTok ကဟောင်းပေါ့နော်ပြန်ပြီးတော့ယူခြင်းနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ယူလို့ရလဲဆိုပြီးတော့ဒီ comment လေးကမေးထားပါတယ်ရှင်ဘယ်လိုမျိုးပြန်ပြီးတော့ယူရမလဲဆိုတာယွန်းလေးကအသေးစိတ်လာရမြောက်ပေးမှာဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာရေးကြည့်တဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်ဘယ်လိုပြန်ပြီးတော့ယူရမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတူတားကြည့်ကြမယ်ရှင်ကိုယ့်ရဲ့လက်ရှိ TikTok အကောင့်တွေကိုရောက်လာပြီဆိုရင်တော့ဒီမင်းချောင်းလေး၃ချောင်းနှိပ်လိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီ setting and privacy ကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်ဒီအပေါ်လေးကိုသွန်းဆွဲလိုက်မယ်ပေါ့နော်ဒီမှာဆိုရင် account ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီ account ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီအပေါင်းနေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီအပေါ်ဆုံးကနေရာလေးကိုအရင်ဆုံးနှိပ်လိုက်မယ်ဖုန်းနံပါတ်နဲ့ဖွင့်ထားရဆိုရင်ဒီမှာအရင်ကဖုန်းနံပါတ်ကိုပြန်ရိုက်ထည့်လိုက်မယ်ပေါ့နော်ဒီမှာ email နဲ့ဖွင့်ထားတယ်ဆို email ဘက်ကိုပြောင်းလိုက်မယ်ဒီမှာယွန်းလေးကတော့ email နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက် email နံပါတ်လေးရိုက်ထည့်လိုက်မယ်ပေါ့နော်ခုလိုမျိုးရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ continue ကိုနှိပ်လိုက်မယ်ဒီနေရာလေးမှာကို Gmail မှာချပေးထားတဲ့ password လေးရိုက်ထည့်လိုက်မယ်ပေါ့နော်ကိုရဲ့ password ရိုက်ထည့်ပြီးသွားရင်တော့ဒီမှာကိုရဲ့အရင်ကောက်ပြန်ရပါပြီနော်ဒီအနီလေးကိုနှိပ်လိုက်မယ်ရှိရင်ခုနက2ကောက်တယ်ပဲနော်အပေါ်က2ကောက်ခုဆိုရင်ဒီအောက်ကအကောက်ပြန်ရလာပြီပေါ့နော်ဒီအောက်ကအကောက်ကိုပြောင်းကြည့်ချင်တယ်ဆိုရင်အောက်ကအကောက်ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်လိုင်းမကောင်းလို့ပေါ့နော်ဒီမှာယွန်းလေးရဲ့အရင်အကောက်ပေါ့နော်အလုံးမဲ့ကိုယ့်ရဲ့ကောက်ဟောက်ယူခြင်းနဲ့ဆိုခုလိုမျိုးလေးသွားယူကြည့်ပါရှင်ယွန်းလေးလိုမျိုး TikTok နည်းပညာပိုင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျွမ်းကျင်ကျင်တမျှချင်တဲ့ TikTok နည်းပညာကိုသုံးပြီးတော့ TikTok ကနေပြီးတော့ဝင်ငွေရအောင်လုပ်ချင်တဲ့သူလေးတွေပေါ့နော်ယွန်းလေးရဲ့စပောက်မှာအသေးစိတ်လာရအောင်မြင်ရလို့ရပါတယ်ရှင်